အားလုံးပဲမင်္ဂလာပါထိုင်းကိုသွားမယ့်အခါမဖြစ်မနေလိုအပ်တဲ့ Thailand Digital Arrival Guide TDAC ဖြည့်တဲ့နည်းလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Thailand Digital Arrival Guide website ထဲဝင်လိုက်ပါမယ်။ဒီနေရာလေးဆက်ဖြစ်သွားပြီဆိုရင်တော့ဒီ Arrival Guide ကိုစဖြည့်မှာပါ။ Arrival Guide ဖြည့်တာတော့အဆင့်1 2 3နဲ့ဖြည့်ရမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကိုယ့်ရဲ့နာမည်ကိုဖြည့်ပေးရမှာပါ။နာမည်က middle name ကမဖြည့်လဲရပါတယ်ပြီးတော့ရင်တော့ passport number ပေါ့နော်ကိုယ့်ရဲ့ passport number ကိုဒီနေရာမှာဖြည့်ပေးပါပြီးတော့ရင်တော့ဘယ်နိုင်ငံသားလဲဆိုတာမေးတာဖြစ်ပါတယ်မြန်မာလို့ရိုက်လိုက်တာနဲ့မြန်မာထွက်လာပါတယ်ပြီးတော့ရင်တော့ကိုယ့်ရဲ့အချက်လက်တွေဖြည့်ရမှာဖြစ်ပါတယ်မွေးနေ့ပေါ့နော်ပထမဆုံးမွေးနေ့ရဲ့အလုပ်အကန့်ရဲ့ကိုယ့်ရဲ့ယောက်ျားလေးလားမိန်းကလေးလားဆိုတာရပေါ့နော်အလုပ်ကံရ company stat ဆိုတော့ company stat လို့ဖြည့်လိုက်ပါမယ်ပြီးတော့ယောက်ျားလေးလားမိန်းကလေးလားယူပေးလိုက်ပါမယ်ဗီဇာနံပါတ်ကတော့ကျွန်တော်တို့ဗီဇာနံပါတ်မလိုဘူးပေါ့နော်14ရက် free ဆိုတော့တကယ်လို့တစ်လဗီဇာတို့ဘာလို့လျှောက်ထားတယ်ဆိုရင်တော့ဒီနေရာမှာဗီဇာနံပါတ်ဖြည့်ပေးရမှာပါဒါကတော့ကိုနေထိုင်တဲ့နိုင်ငံပေါ့နော်ကိုနေထိုင်တဲ့နိုင်ငံကိုရွေးပေးရမှာပါဂျပန်မှာနေတဲ့အတွက်ဂျပန်လို့ရိုက်ထည့်လိုက်ပါမယ်ဂျပန်လို့ရိုက်ထည့်လိုက်ရင်ဂျပန်ပေါ်လာပါတယ်ပြီးတော့ရင်တော့ဂျပန်ရဲ့ဘယ်နေရာမှာနေတာလဲပေါ့နော်ဂျပန်ရဲ့တိုကျိုမှာနေတာဖြစ်တဲ့အတွက်တိုကျိုလို့ရိုက်ထည့်လိုက်ပါတယ်နေထိုင်တဲ့နိုင်ငံမှာကင်တဲ့ဖုန်းနံပါတ်ပေါ့နော်ပေါ်မှာဂျပန်လို့ဖြည့်ထားတဲ့အတွက်ကြောင့်မလို့ဒီဂျပန်ဖုန်းနံပါတ်အလိုလျောက်ပေါ်လာပါတယ်ဂျပန်ဖုန်းနံပါတ်ကိုဖြည့်ပေးလိုက်ပါချက်လက်တွေအားလုံးဖြည့်ပြီးသွားဆိုရင်တော့နောက်တစ်ဆင့်သွားပါမယ် continue နဲ့နောက်တစ်ဆင့်ကတော့ပထမဆုံးကို site ရောက်မဲ့နေ့ကိုရွေးပေးရမှာပါ site ရောက်မဲ့နေ့22ရက်နေ့ကိုရွေးပေးလိုက်ပါတယ်ကိုကဘယ်ကနေစီးလာမှာလဲဆိုတာကိုဖြည့်ခိုင်းတာပဲဖြစ်ပါတယ်ဂျပန်ကနေစီးလာမှာဆိုတော့ဂျပန်ကိုရွေးပေးလိုက်ပါတယ်ပြီးသွားခြင်းရည်ရွယ်ချက်ကိုထပ်မေးပါတယ်ပြီးသွားတဲ့ရည်ရွယ်ချက်ကတော့အလဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာအလဲလာတာမပါဘူးပေါ့နော် other specify ကိုရွေးပြီးတော့ basic လို့ထည့်လိုက်ပါမယ်တော့ရင်တော့ထိုင်းကိုသွားမှာလေချောင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ air ကိုရွေးပြီးတော့ကျောင်းဆိုရင်ဘယ်လိုလေမျိုးစားလဲရွေးခိုင်းတာဖြစ်ပါတယ် commercial flight နဲ့ပဲသွားမှာဖြစ်တဲ့အတွက် commercial flight ပါပြီးတော့ရင်တော့ကိုစီးမဲ့လေနံပါတ်ကိုဒီမှာဖြည့်ပြမှာဖြစ်ပါတယ်အဲ့တော့ကိုလေလက်မှတ်ဝယ်ထားတယ်လေလက်မှတ်တစ်ချက်စစ်ပြီးတော့ကိုယ့်ရဲ့လေနံပါတ်ကိုထည့်ပေးလိုက်ပါလေနံပါတ်ထည့်ပြီးသွားဆိုရင်တော့ဒီထိုင်းကနေပြီးတော့ပြန်ထွက်ခွာမဲ့နေကိုရေးပေးရမှာပါပြန်ထွက်ခွာမှလည်းလေနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ air ကိုရွေးလိုက်ပါတယ် commercial flight ရွေးပေးလိုက်ပါတယ်ပြီးတော့ရင်တော့ပြန်မဲ့လေယာဉ်နံပါတ်ကိုထပ်ပြီးတော့ဖြည့်ပေးရပါတယ်ဒါတော့ထိုင်းမှာနေမဲ့ကိုယ့်ရဲ့လိပ်စာအချက်လက်တွေဖြည့်ပေးရမှာဖြစ်ပါတယ် transit နဲ့ထိုင်းမှာ change နေဆိုရင်တော့ဒီနေရာမှာအမှန်ချစ်ပေးလိုက်ရမှာပဲအောက်ကအချက်လက်တွေဖြည့်စရာမလိုတော့ပါဘူးအဲ့တော့ထိုင်းမှာတဲမဲ့လိပ်စာကိုဖြည့်ပေးပါမယ်ပထမဆုံး hotel မှာတဲမှာဖြစ်တဲ့တော့ hotel လို့ယူပေးလိုက်ပါတယ်တကယ်ချင်းအိမ်တို့တခြား apartment တို့အမျိုးမျိုးရွေးပေးလို့ရပါတယ်ဒါကိုနဲ့ကြိုက်တဲ့ရွေးပေးပါကိုယ့်ရဲ့ hotel ယူလိုက်တဲ့အတွက်ကြောင့်မို့ hotel ရဲ့လိပ်စာအပြည့်အစုံဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်လိပ်စာဖြည့်တဲ့နေရာမှာကျွန်တော် hotel မှာတဲမှာဖြစ်တဲ့အတွက် hotel လိပ်စာကိုရွေးပေးလိုက်ရုံပဲပေါ့နော်ရွေးပေးပြီးတော့လိုအပ်တဲ့ဟာကိုဒီနေရာမှာဖြည့်ပေးလိုက်ရုံပါပဲ postal code ကတော့သူ့အလိုလိုပေါ်လာတာပါအဲ့တော့အကုန်လိပ်စာဖြည့်ပြီးသွားဆိုရင်တော့ continue နှိပ်လိုက်ပါမယ်ဒါကတော့ကိုယ့်ရဲ့ကျမ်းမာရေး declaration လုပ်တဲ့နေရာပဲဖြစ်ပါတယ်အဲ့တော့သူမေးထားတာတော့ဒီထိုင်းကိုမလာခင်ပေါ့နော်နှစ်ပတ်အတွင်းမှာဘယ်နိုင်ငံမှာနေခဲ့လဲဆိုတာပေါ့နော်ဂျပန်မှာပဲရှိခဲ့တာဆိုတော့ဂျပန်ပဲဖြည့်လိုက်ပါတယ်အဲ့တဲ့နိုင်ငံတွေများများရှိရင်လည်းအများကြီးဖြည့်လို့ရပါတယ်ဒီနေရာမှာတခြား traveler ပေါ့ကိုနဲ့ခီးသူသွားမဲ့ traveler ထပ်ထည့်မလား traveler ကိုနဲ့တူတူသွားမဲ့လူမရှိတော့ဘူးဆိုရင်ဒီ preview ကိုနှိပ်လိုက်ပါမယ်ဒါဆိုတော့ကိုခုနဖြည့်ထားတဲ့ data အချက်လက်တွေပေါ့နော်တေချာမှားတာရှိမရှိတေချာလေးစစ်စီပြီးတော့ကိုဖြည့်သွင်းခဲ့တဲ့အချက်လက်တွေအားလုံးအဆင်ပြေပြီဆိုရင်ဒါကိုယ့်ရဲ့ email ကိုပေါ့နော်ဒီ Thailand Digital Arrival Guide ပို့ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ email ကိုဖြည့်ပေးလိုက်ပါပြီးတော့ရင်တော့ဒီသူ့ရဲ့ terms and condition တွေကိုဒါဖတ်ပြီးပါပြီသဘောတူပါတယ်ဆိုတဲ့ဟာကိုအမှန်လေးချစ်ပေးလိုက်ပါ agree လို့ပေါ်လာ agree နှိပ်ပေးလိုက်ပါပြီးရင်တော့ submit လုပ်ပေးလိုက်ပါကိုယ့်ရဲ့ email ကို confirm လုပ်တယ်ပေါ့နော်တကယ်လို့ email မမှားတော့ဘူးဆိုရင်ဒီ confirm ကိုနှိပ်ပေးလိုက်ပါသူကကိုယ့်ရဲ့ email ကိုလည်းပို့ပေးတယ်ပြီးတော့ဒီမှာတစ်ခါတည်း download ဆွဲခြင်းလည်း download ဆွဲလို့ရပါတယ်ဒါဆိုရင် Thailand Digital Arrival Guide ဒီ QR code လေးရရှိပြီဖြစ်ပါတယ်။ထိုင်းဝင်တဲ့အခါဒါလေးနဲ့ဝင်ပါမယ်။ဗီဒီယိုအဆုံးထိရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။